မင်းလမ်းလျှောက်သွားတဲ့ခါမှာ तू မကဘာလို့ပြုံးတာလဲဆိုတာဒါပါပဲဒါကြောင့်ကို That is why she smiles when you walk by The Daily Light Channel မှာကြိုဆိုပါတယ်စကားပြောသင်ခန်းစာအစီအစဉ်ဖြစ်ပါတယ်ဆရာတို့ဒီစကားပြောသင်ခန်းစာအစီအစဉ်မှာစကားပြောနမူနာပုံစံတွေကိုပေးထားပါတယ် That's why subject နဲ့ပဲတွဲပါတယ် That's why တခုခုကိုဆရာတို့ပြောတဲ့ခါမှာဖြည့်ရှင်းလိုက်တယ်ဖြည့်ရှင်းပြီးသွားတဲ့ခါမှာဘာကြောင့်ဒီလိုဖြစ်တယ်ဒါကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့เนาะဘာကြောင့်ဒီလိုလုပ်ရလဲဆိုတော့ဖြစ်တယ်ကိုကပြန်ပြီးတော့ထပ်ဆင်ပြန်လဲရှင်းလင်းပြတာပေါ့နော်စာကြောင်းလေးနဲ့ဆရာတို့ရှင်းကြည့်မယ်နော် That's ဆိုတဲ့ဒေးဘေမှာလဲ That is ဆိုတာနဲ့အတူတူပဲဖြစ်ပါတယ် That is that's အဲ့ဒီတော့စာကြောင်းတစ်ကြောင်းကိုကြည့်ရအောင်ပါ That's why people admire you လူတွေကမင်းကိုဘာကြောင့်ကြည်ညိုလဲဆိုတာဒါကြောင့်ပဲဖြစ်တယ်ဟုတ်ပြီနော်လူတွေကမင်းကိုဘာလို့ကြည်ညိုကြတာလဲဆိုတာဒါကြောင့်ဖြစ်တယ်ဆိုကြပါစို့တရားရောက်ရဲ့အကြောင်းကိုမင်းကိုဘာလို့ကြည်ညိုတာလဲလို့ခွာလို့မေးရင်မင်းကချစ်ဖို့ကောင်းတယ်မင်းကအများကျိုးကိုစွန့်စားတယ်အများကျိုးအမြဲတမ်းလုပ်ပေးနေတယ်ဒါကြောင့်လူတွေကမင်းကိုကြည်ညိုတယ်ဆိုတာဒါကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့ तू ကကောက်ချက်ကို तू ကပြောလိုက်တဲ့သဘောပေါ့နော်နောက်တစ်ခုဆက်ကြည့်ပါမယ် That's why she appears so happy appears so happy ဆိုတာ appear ဆိုတဲ့ဟာက linking verb လို့ခေါ်တယ် linking verb ကတော့သူ့ကိုထည့်ပြီးဘာသာမပြန်နဲ့သူမကဘာကြောင့်ပြောချင်နေတာလဲဆိုတာဒါကြောင့်ပဲဖြစ်တယ်ဒါကတော့သူမဘာကြောင့်ပြောချင်နေတာလဲဆိုတာပဲဖြစ်ပါတယ်ဆိုကြပါစို့ဆရာတို့ကအကြောင်းအရာတစ်ခုကိုပြောမယ်ဟာသူမကထီးပေါက်တယ်ထီးပေါက်ပြီးကသူ့ဖေသူ့မင်းနဲ့လည်းပြန်ဆုံတွေ့တယ်ဒါကြောင့်မလို့ဒါတွေဟာဆိုရင်သူမဘာကြောင့်ပြောချင်နေတာလဲဆိုတဲ့ that's why ဒါကြောင့်ပဲဖြစ်ပါတယ်ဆိုပြီးတော့အကြောင်းပြောချက်ပြန်ပြီးတော့ကောက်ချက်ပေးလိုက်တယ်နောက်တစ်ခုဆက်ကြည့်ပါမယ်That's why babies crawl before they can walk ကလေးတွေကလမ်းမလျှောက်နိုင်ခင်မှာတွားတာပေါ့နော်လေးဘက်ထောက်တွားတာဆိုတာဒါဘာကြောင့်လေးဘက်ထောက်တွားတာလဲဆိုတာဒါကြောင့်ပဲဖြစ်တယ်သူရှင်းပြမှာပေါ့ကလေးတွေကမွေးဖွားလာမယ်မွေးဖွားလာပြီးပက်လက်နေမယ်ရက်ကန်နေမယ်ပြီးရင်သူတို့ကလမ်းမလျှောက်နိုင်ခင်မှာလေးဘက်တွားသွားမယ်သူအာယူရတယ်ပေါ့နော်အာယူရမယ်ဒါအခုရှင်းပြတဲ့ဟာတွေဟာဆိုရင်ဘာကြောင့်သူတို့ကလမ်းမလျှောက်နိုင်ခင်မှာလေးဘက်တွားနေရတာလဲဆိုတော့ဒါကြောင့်ပဲဖြစ်ပါလဲဆိုပြီးတော့ပြန်ပြီးတော့ကောက်ချက်ချပြောဆိုတဲ့စကားပဲဖြစ်တယ်နောက်တစ်ခုဆက်ကြည့်အောင် That's why Pam cries at sad movies ဝန်ထဲစီကကောင်းတဲ့ movie ကိုကြည့်ပြီးတော့ Pam ကဘာကြောင့်ငိုကြွေးရတာလဲဆိုတာဒါကြောင့်ပဲဖြစ်ပါတယ်သူရှေ့မှာရှင်းပြမယ်ဟုတ်ပြီနော်ရှေ့မှာရှင်းပြမယ်ဟာဒီရုပ်ရှင်ကမင်းသားနဲ့မင်းသမီးကနောက်ဆုံးမှာကွဲသွားကြတယ်ဒါကြောင့်နောက်ဆုံးမှာအရန်ကိုဝမ်းနဲ့ဖို့ကောင်းတယ်ဒါကြောင့် Pam ဆိုရင်ငိုတယ်ဟာလား That's why Pam cries at sad movies ဒီရုပ်ရှင်ကိုကြည့်ပြီး Pam ဘာကြောင့်ငိုခဲ့ရလဲဆိုတာဒါတွေပဲဖြစ်တယ်ဆိုတော့ဒါတွေပဲဖြစ်တယ်ဆိုအဲ့ရုပ်ရှင်ကားကိုရှင်းပြလိုက်တာပေါ့နော်ရှင်းပြလိုက်တော့မှဘာကြောင့်ငိုရတာလဲဆိုတော့ဒါကြောင့်ဖြစ်ပါတယ်ဆိုပြီးကောက်ချက်ချပြောဆိုတဲ့စကားပဲဖြစ်တယ်နောက်တစ်ခုဆက်ကြည့်ပါမယ် That is why you help out people in need မင်းကကူညီတယ် people in need လူတွေရဲ့လိုအပ်ချက်ကိုမင်းဘာကြောင့်ကူညီလဲဆိုတာဒါကြောင့်ပဲဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် That is why you try and include everyoneလူတွေအားလုံးပါဝင်လာနိုင်ဖို့မင်းဘာကြောင့်ကြိုးစားသလဲဆိုတာဒါကြောင့်ကိုဒီတိတ်ပဲနော်ဒါကြောင့်ကိုအစာသဖြင့်ဆရာတို့ပြောပါတယ်ပြန်ပြောပါမယ်လူတွေအားလုံးပါဝင် include ဆိုတာပါဝင်လေလူတိုင်းပါဝင်လာနိုင်အောင်မင်းကြိုးစားတဲ့ဟာဘာကြောင့်လဲဆိုတာဒါဒီပဲချစ်တယ်ရှိမှရှင်းပြခဲ့ပြီနော်သူကြိုးစားတဲ့ဟာဘာကြောင့်ဘာဒီလို့ဘာဆိုပြီးရှင်းပြပြီးကမှနောက်ဆုံးကောက်ချက်စကားပြောဆိုတာဖြစ်တယ် That is why you lock your doors when you leave homeခမရအင်္ဂါထွက်သွားတဲ့အခါမှာခမရရဲ့တကားတွေကိုဘာကြောင့်တော့ခတ်တာလဲဆိုတာဒါကြောင့်မလားဟုတ်ပြီနော်ဥမာကျွန်တော်အင်္ဂါနေဒီကအပြင်ထွက်သွားတဲ့အခါမှာတကားတွေကိုမပိတ်လို့မထိပ်ဘူးဗျာဒီအရက်ကတခိုးကအယမ်းတောင်းကြတယ်ဒါကြောင့်မလို့ပါခမရရောက်လာတဲ့အချိန်မှာကျွန်တော်အိမ်တော့ကြီးခတ်ထားတာကိုကျွန်တော်ဒီမျိုးမထင်ပါနဲ့ဗျာကျွန်တော်တို့ဒီပတ်ဝန်းကျင်ကမလုံခြုံဘူးဒါကြောင့်မလို့ That is why you lock your doors when you leave home ဒါကြောင့်မလို့မင်းအိမ်ကနေထွက်မသွားခင်မှာဘာကြောင့်တကောက်တော့ခတ်ထားတာလဲဆိုတာဒါကြောင့်ကိုကောက်ချက်ချပြောဆိုပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် That is why she smiles when you walk by မင်းလမ်းလျှောက်သွားတဲ့အခါမှာ तू မကဘာလို့ပြုံးတာလဲဆိုတာဒါပါပဲဒါကြောင့်ကိုဟုတ်ပြီနော်ဆိုကြပါစို့တယောက်ကမေးမယ်ပေါ့ဟာမင်းလမ်းလျှောက်ပြီးတော့ထွက်သွားတော့အမျိုးသမီးတယောက်ကမင်းကိုပြုံးကြည့်နေတယ်ဘာလို့လဲဆိုတော့ခမရကရှင်းရမယ်ဟာသူကဗျသူနဲ့ကျွန်တော်နဲ့ကတကယ်တမ်းကျတော့ချစ်သူတွေပေါ့ဒါကြောင့်မလို့ချစ်သူတွေဆိုတော့ဆိုပြီးတော့ဟုတ်လားthat is why she smiles when you walk by မင်းလမ်းလျှောက်သွားတော့သူမကဘာကြောင့်ပြုံးတာလဲဆိုတာဒါကြောင့်ကို
နောက်တစ်ခုဆက်ကြည့်ပါမယ် That is why you use it for emergencies အရေးပေါ်ကိစ္စအတွက်ခမရဘာကြောင့်သုံးတာလဲဆိုတာဒါကြောင့်ကိုဘာကြောင့်အသုံးပြုတာလဲဆိုတာဒါကြောင့်ကိုဟုတ်ပြီနော်အဲ့တော့အကြောင်းပြချက်ကိုကောက်ချက်ပြောဆိုခြင်းတဲ့အခါမှာ that's why plus subject plus verb ကိုသုံးပါတယ်ဒါလေးတွေကိုဆရာတို့ကနည်းနည်းလောက်ကျင့်ကြည့်ပါအဆင့်ရှိသောစကားများဖြစ်ပါတယ်အဲ့တော့ဆရာတို့ပြန်ပြီးအနစ်ချုပ်ပါမယ် that's why ဆိုတဲ့အကြောင်းကတော့ကိစ္စတစ်ခုခုကိုရှေ့မှာဖြေရှင်းခဲ့ပြီးမှနောက်ဆုံးကောက်ချက်ချ pro ဆိုတဲ့စကားမှာအသုံးပြုပါတယ်ဒါလေးတွေကိုလေ့ကျင့်ကြည့်ကြပါ The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်